မောဒရံလောဘဒေါသမောဟစိတ်ကြောင့်ကင်းပြောက်ကြည်တရားစင်ကိုဒီဝိတဝဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသတဗေပု္ပ္ပာညနောက်ကိလေသာအစယတဟုသမျှတို့သည်သမုဝတ္တပိဉ္စဘက်တွင်ရေပတင်တကဲ့သို့ကင်းစင်တွင်ပြောင်းပေမရောက်အောင်ပဲဖြောင်းအပ်ကုန်သည်ဟောဒီဟုစစ်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရအိုခြင်းလဲကွာနာခြင်းလဲကင်းသိခြင်းလဲရှင်းထသောဒီဒီဘဝကိလေသာဟုပုခသိကင်းခြင်းရာအစေဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်ဤလူတော်တို့သာရောတရားချင်းခင်စိတ်ကောင်းဝိညာဉ်သူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း